ကြောက်တဲ့မောဆရာတော်ကြီးမေးတာဒီကတည်းဖြေတာပဲဖြေလို့မရတယ်နောက်ကျတော့မေးလို့မရဘူးအဲ့တော့သူတို့မေးလို့မရတော့ဦးစင်းစီလေးတိုင်းစင်လေးလိုက်ပါတယ်ကြောက်တဲ့မောနဲ့အရင်တွေ့တာဦးစင်းကနောက်ဦးစင်းကြီးတဲ့မေးစရာကြံသေးတယ်မေးစရာကြံပြီးစာလို့မမေးနဲ့ဗျာတပည့်တော့စာမတတ်ဘူးနော်သဘောမေးသဘောမေးမှာပဲသဘောမေးမှာပဲမေးပါဗျာကဲတဲ့တပည့်တော့မေးမယ်တပည့်တော်ဗျာတဲ့သူဒီတစ်ခက်ထဲပဲတပည့်တော်ကြံလေးလို့အရှင်ဘုရားရှိလိုက်လာတာတဲ့တပည့်တော်တို့မမေးရသေးလို့တော်တဲ့ဒီပုံကိုယ်တွေဒီမဲ့စာတတ်တယ်တော်တယ်အဲ့တော့တပည့်တော်မေးမယ်ဗျာတဲ့မေးပါဗျာတပည့်တော်မိမလိုချင်တယ်ဗျာမိမလိုချင်တယ်တဲ့မိမလိုချင်တော့တပည့်တော်မင်္ဂလာဆောင်တယ်တဲ့မင်္ဂလာနဲ့ဆောင်ပြီးတော့မိမသေသွားတယ်အဲ့လိုပြောတရားသိပြီငါကကာလာ၃ပါးမေးတာငါကာလာ၃ပါးလွတ်မြောက်သလားမလွတ်မြောက်သလားငါမေးတာပဲအဲ့တော့လက်ဦးမိမလိုချင်တဲ့စိတ်ကလေးကအနိစ္စလားမင်္ဂလာဆောင်တာအနိစ္စလားသေသွားတာအနိစ္စလားတဲ့အဲ့လိုမေးတာမင်္ဂလာဆောင်မိမလိုချင်တဲ့စိတ်ကအနိစ္စလားတဲ့မင်္ဂလာဆောင်တာအနိစ္စလားတဲ့မိမမင်္ဂလာဆောင်ပြီးတော့မိမသေသွားတာအနိစ္စလားတတိတော့မင်္ဂလာမိမလိုချင်တဲ့စိတ်လည်းအနိစ္စမရှိဘူးမင်္ဂလာဆောင်တာလည်းအနိစ္စမရှိဘူးသေသွားတာလည်းအနိစ္စမထင်ဘူးတတိတော့ကာလသုံးပါအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးပါတတိတော့ချုပ်သွားပြီဖြစ်ပြမရှိဘူးသင်္ခါရအားလုံးကုန်သွားပြီတတိတော့မြင်ငါမှန်ပဲအနိစ္စဒုက္ခအနတ္တမရှိဘူးအရှင်ဘုရားမရှိရမေးတယ်တော်ပြီပြီးတော့ကာလသုံးပါဟုတ်သူမေးတာကိုကာလသုံးပါမေးတော့တတိတော့အနိစ္စတင်ညာဒုက္ခတင်ညာအနတ္တတင်ညာအနိစ္စမထင်ဘူးဒုက္ခမထင်ဘူးအနတ္တမထင်ဘူးအဲ့တော့ပြောရတော့အာပြီးတော်ပြီတဲ့ပြီးအဲ့လိုတော်သွားတလုံးနဲ့မေးသွားတဲ့အင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်